bro ဒါ H မတာမပါဘူးဟဲ့ AXCE ဆိုတဲ့တွေ့တယ်ကွာဒီကောဗီဒီယိုရမိုက်ကြီးကြည့်လို့လည်းကောင်းတယ် quality လည်းရှိတယ်ဟဲ့ကွာငါ subscribe လုပ်ရတော့ဝေးရင်ငါဒီကောင် subscribe လုပ်ပြီးတော့ထားရပါတော့သူ့ဆောင်ငါပုံမိုက်တယ် if you gaming ဆိုရဲဒီ account မှာပဲစာဖို့ဆိုရဲ is ကအကိုနောက်တစ်ခါလုံးလေးပြပြပေးမှဖြစ်တော့မှာထင်တယ် yeah ဟုတ်ပါတယ်ဒီ is စာဖို့လုံးလေးပြပြမှာဖြစ်ပါတယ် is လုံးလေးမတရားကြကြအတွက်ကျေးဇူးပါတယ် okay ဘောနော်ကျွန်တော်ဒီအင်ကြီးကိုကျတော့ဒီ prince ဆိုရဲအင်ကြီးလေးလက်ပေးလက်ပေးပြီးတော့ရှင်ကျွန်တော်ဒီကောင်ပါနော်ဒီကောင်ကျွန်တော်ဘယ်လိုတော့ရစာဖို့ရဲ့ဝေးုံလေးဟိုအရင်တော့အဝေးုံရောင်လေးဝါလာဝါမဟုတ်ဒီအောင်မတရားဝါတော့ဒီလိုက်ဆိုကျွန်တော်ဒီအောင်လေး yep ဒီအောင်လေးဒီအနီအောင်တောက်အောက်ကအရောင်လေးအဲ့ရောင်လေးပြောင်းပေးလိုက်ပါပြီးတော့လို့ရှိရင်တော့ကျွန်တော်ဒီအဖြူအောင်ကြောင့်အနည်းအောင်ပဲပြောင်းလိုက် okay ကဲဆိုကျွန်တော်ကဲစာဘောကတိတ်တော့စာဘောနဲ့မတူတော့ face ကိုတော့ကျွန်တော်3ထားပြီပါyeah face ကို3ထားပြီအိုင်းကလာစာဘောကအိုင်းကလာအပြာရောင် right ကဲဆိုကျွန်တော် hair style ကကျွန်တော်ကပြောရတဲ့25ကကလေးပဲထားပြီစာဘောဆိုတော့ကျွန်တော်အဝါမထားခါရွှေအောင်ဒီအောင်မလာဘူးကဲဆိုအဝါလေးပဲထားပြပါစာဖို့ကြတော့စာဖို့ဖြစ်နေတဲ့ကြောင့်အဝါလေးပဲထားပါ glass ကောက်ခဏကျွန်တော်နှုံးပြင်ပါမယ်အဲဒီလိုမျိုးဖြစ်နေရမှာနော်စာဖို့က is အထက်နည်းနည်းပိုဖြူရကျွန်တော်ခံစားရတဲ့အတွက်ကြောင့်ကျွန်တော်ဒါနည်းနည်းပိုဖြူလိုက်ပါတယ်ဟိုစာဖို့ကြတော့ glass ပုံစံနဲ့ပို့တူတယ်ဗျစာဖို့ကဒီကောင်အဲ့ glass နဲ့စာဖို့ရဲ့ဒီမျက်မှန်ကနည်းနည်းတူတယ်ဒီအမဲမျက်မှန်ရဲ့ဘေးနာဘာသာကြိုက်တယ်ထင်တယ်ဒီအမဲဘေးနာကျွန်တော်ကြိုက်တယ်အဲ့ဟာဘေးနာကမျက်မှန်အဲ့ဒီဇာတ်နေပြောင်းပါဟိုအုတ်ထုတ်ကတော့ကျွန်တော်မနေ့ကတော့ကျွန်တော်စဉ်းစားထားတယ် is အုတ်ထုတ်လုပ်ပြန်တာစာ is အုတ်ထုတ်မျိုးမဟုတ်ဘူးငါစာဖို့လုံးရင်ပိုကောင်းမယ်ဆိုဒီမှာပေါ့နော်ကျွန်တော်ဘတ်ရှစ်ကအုတ်ထုတ်လေးပြောင်းပါအနီလေးပေါ့နော်အမဲလေးပြောင်းလိုက်ဒီလောက်ဆိုရင်ကျွန်တော်လုံးဝစာဖို့အုတ်ထုတ်နဲ့တူသွားပြီကဲစာဖို့ကတော့ကျွန်တော်ဘာမှထွေမလို့အဘူးအမေပဲမလို့ပါဗျာမနေ့ကလည်းပဲသူကလွယ်ဆိုတော့ let's go ကျွန်တော်ပြောမိနေရခဲ့တယ်မနေ့ကတည်းက Dress of Alice Wonderland ဆိုရဲဒီကိုဆောင်လေးပြောင်းပေးထားပါကဲစပြီးတော့ကျွန်တော်ချိန်နာလေးပါလောက်မှာเนาะဒီမှာစာဖို့ကကျွန်တော်ကုန်မိုက်တယ်စာဖို့ရဲ့ဒီဇိုင်းကတော့မိုက်တယ်ဗောနော်ကျွန်တော်တိတ်တော့မတူဘူးစာဖို့နဲ့ဒါပေမဲ့ပိုအထားကြရဗျာဒီစာဖို့ကလုံးဝထားကြစာဖို့တူရဲမှာပါတယ်ဒီစာဖို့ဗောနော်အဲ့တော့ကျွန်တော်ဒီ sorry ဒီ menu ရောဝင် character အဲ့ဒါဝင်မွားဒီအောက်ကိုဆွဲလိုက်ဟိုတကောင်လည်းသူကမီးအတီးမျိုးစားထားဆိုတော့ထားလိုက်ပါတော့ကဲဆိုတော့ကျွန်တော်ဘော့တင်ပွင့်ရှိတူ okay ဟိုရဒီကောင်ပုံမိုက်တယ်စာဖို့ကဒီဇိုင်းနဲ့ပုံမိုက်တယ်လို့ပေါ့နော်ကျွန်တော်စိတ်ခင်ပါနော်ကဲလားဟုတ်လား okay တခါကြရင်ကျွန်တော်ဒီတမ်လေးမှာပြထားတဲ့ပုံနဲ့တူချင်မှတူတာပါအဲ့တော့လေတောင်းမှပါတယ်ပေါ့ဗျာ alright okay ဆိုတော့တော့ထားလိုက်စာဖို့ကပြီးပါပြီစာဖို့ကဒါလေးပဲလောက်ရတာစာဖို့နဲ့ ace ကလည်းမတရားလွယ်တယ်ဗျာဒီကောင်တွေကလောဟာတိတ်ခတ်တဲ့ကောင်တွေပြန်မှာပါတယ်ဆိုတော့ဒါကတော့စာဖို့ပါdragon claw တို့ဘာလို့ခေါ်တာကိုလိုက်ရှာထဲပါဗျာကျွန်တော်ကတော့ဒီခုနဟိုခါတော့ထည့်ထားတဲ့ pen တဲ့ဖမ်းမယ်ပတ်ဒီကောင်ပေါ် respo လို့ respo okay respo လို့လိုက်ပြီးတော့ကောင်းနေကြည့်ပွိုင်းအနီအောင်လေးပြောင်းပြလိုက်ဒါဆိုရင်မသိရင်သူမီးတော့ဆွမ်းပါဗျာဝေးကျွန်တော်မေ့ညာသူ့မှာတုတ်ဆောင်ရှိရမလားဟိုသူတုံးနေချက်ထုတ်လေအဲ့တော့အဲ့ကောင်လုံးမလားအဲ့ကောင်ကျွန်တော်ဒေအိုဘယ်ပါဒေအိုခလိုက်နော်ဟုတ်တယ်ဒီကောင် sorry frying pan ဒေအိုအဲ့ကောင်ကျွန်တော် respo လုပ်လိုက်
Okay တစ်ဖက်ကကျမီးဆွမ်းတော့မယ်တစ်ဖက်ကကျတော့ဒါဆွမ်းတော့မယ်နော်ကဲဒီရဲဝင်လိုက်ပွင့် x အပေါင်းနဲ့ရှည်ပြီးတော့ Okay ပွင့်ဒါပေါ့နော်ယူမီ sorry ပွင့်ကျွန်တော်2 plus နဲ့2 minus နဲ့sorry ဇက် minus နဲ့ကျွန်တော်ကျင်းပြလိုက်ဘယ်ဟောလားခါကျွန်တော် remove ပြန်လုပ်လိုက်မယ်နော်ကဲမှာပြန်ယူ respond လို့မှားနေတာပါတော့ကဲဒီကောင်နည်းနည်းလေးရှည်ဒီကောင်လေးနည်းနည်းလေးကျင်းပြလိုက်ထုံးနေရတဲ့တူပါဗျာနော် right နေရှိရဆိုလုံးတယ် Okay ဒီကောင်ကျင်းလိုက် Okay ထုံးနဲ့ရတူပါဗျာဒီကောင်ရှည်ရတော့အဲ့လိုရမရှိတော့လေ Okay ဒီလောက်အလုံးလေးနည်းနည်းလေးထားပြီမိုက်သွားပြီကဲငုတ်ပြန်တူလိုက် Okay ဒါဆိုတော့ကျွန်တော်စာဖို့ပုံမိုက်သွားပြီပေါ့နော်စာဖို့ပုံမိုက်သွားပြီပေါ့ဗျာအမဲလေးထားပြလိုက်လား Okay ဆိုစာဖို့ပေါ့နော်ဒါကျွန်တော်စာဖို့ဖြစ်ပါတယ်wait ဒီကောင်ကျွန်တော်မနေ့ကလုပ်တဲ့အတိုင်းပဲချော်ကီချီခေါ်ပြီးတော့လို့တေးလေးပြန်သွားပြန်လို့ပြန်သေးပြန်ချီပြန်ကြီးရတော့ကဲဆိုစာဖို့ဖြစ်ပါတယ်စာဖို့ကတော့ Revolutionary Army ရဲ့ဒုတိယမြောက်ခေါင်းဆောင်ဖြစ်ပါတယ်ကျွန်တော်ဘေးနားပုံတော့မပြတော့ဘူးသိချင်ကြည့်ချင်တော့ကျွန်တော် thumbnail video thumbnail မှာရှိရပေါ့နော် thumbnail အတိုင်းပဲဖြစ်ပါတယ်အချို့ဟာလေးတူချင်မှတူမှာပါနည်းနည်းတော့တူတယ်ဗျာကဲဆိုတော့ brother တို့တူကြမလားတူရင်တော့ကျွန်တော် channel လေးကို like subscribe နဲ့ဆင်ပြေတဲ့အားရှင့်မင်းနဲ့ပြန်ရွေးလားခိုင်းနော်ကျွန်တော်နည်းလေး video က1 minute တော့ video 9 minute ပဲရှိသေးခဏနော် okay so let's go Let's go ကဲရမိုက်နေပြီဟုတ်တယ်ဒီစာဘောကကျွန်တော်ခုနပြောတဲ့ဒီ age တက်တာနည်းနည်းပုံမိုက်သလားလို့ brother နော် right နောက်ကဝေးယုံရောမိုက်တယ် okay ဝေးယုံခောက်မှာဆိုလို့ကျွန်တော်ဝေးယုံကတစ်ခါကြီးခောက်တယ်လာရောအဲ့လိုဖြစ်နေကောင်းတနာဖို့ကောင်းမယ်ပါလား Let's go okay ကားဒီမှာဘာဖြစ်လဲ right let me တနာဟောရကလာတနာဟောရကွာလာဘောခိုင်ချုပ်ပြလိုက်မလားစာဖို့ဟိုက Revolutionary Army မှာကားမလို့Sakura school မှာလာပြီးပတ်တောင်းညနေပါတယ် Revolutionary Army မှာကျတော့သူကပတ်ပဲကဲနေရလို့ပေါ့နော်အခုကျတော့ပတ်တောင်းညနေပါတယ်ခင်ဗျာโอเคကဲဆိုတော့ကျွန်တော်ရဲတော့ချောက်လာရှော့ကွာကိုင်းဝင်ဆောင်းရှော့ပြစ်တယ်ကြိုက်တယ်နင်းကောင်လို့တေးမလားမလေးချမ်းလားချမ်းမဟုတ်ချမ်းလားမင်းကလေးကမျှောက်ရအောင်ရောက်လက်မျှောက်ရအောင်ဘယ်ကောင်းမျှောက်ရရပြီကောကဘေးဝါငေါလာပြီဟုတ်လားလာမစမ်းစာဖို့ဆိုတာနော် fire acrid လို့အမည်ရထားတယ်နော် fire acrid တပါစာဖို့ဆိုတဲ့ငါတော့တယ်မဟုတ်လားကားနဲ့လာတိုက်တာလားကောင်းနဲ့လာတိုက်ကိုကားနဲ့ကိုပြန်ခံလိုက်လေကိုကားနဲ့ကိုပြန်ခံလိုက်လေအဲ့ဒါဘာလဲအထက်ကောင်မျိုးလုံးကိုသိမ်းမယ်နော်လာကြီးရော
ချင်းတိုက်နေချင်းတိုက်ကြအာတက်အေးဟုတ်တယ်တော်တယ် brother တော်တယ်ကိုကားစီငါဘက်ကကားစီတက်စပါนี่ကွာရှင်းနေတက်နေရောက်လာဒီမလောက်ပါနဲ့တောင်းမှန်ပါတယ်လာချင်းဟာအချင်းတက်တယ်ဟေးဟာငါဘာမလို့ငါစားဖို့ဆိုလို့ဖဲစမ်းတိုင်လို့အဲ့ဆိုအဲ့ရဲမအောင်ရဲမေးပါအဲ့ထီဦးလားထီဦးဒီကောင်ဘလို့တော့ဒီရဲသမားနာဒီโอเคရပြီအကောင်လုံးတစ်ခါရှော့တိုက်မှာနော်ဖဲစမ်းမပြီးချင်မှじゃသူ့ထက်ကျန်တဲ့ကောင်ရှိရလေအဲ့တော့တိတ်ကျန်လို့မရဒီထဲမှာအီးဖို့ရပါတော့ရှိရကွာအဲ့ဒါဒီထဲမှာလာကျန်တယ်ကားနဲ့စီတိုးကတို့တိုက်နေကြပါတယ်လေကျေးဇူးတင်ပါတယ်ချင်းမတိုက်ကြပါနဲ့တောင်းမှန်ပါတယ်ပြောင်းစမ်းပါနဲ့အချင်းနေလဲမတိုက်ကြပါနဲ့ဒီကောင်တော့မဟုတ်တော့ငါ့ဦးသားဘယ်ဟာရှောက်တိုက်နေဒီကောင်လေးငါလည်းဘယ်ဝင်အော် yes ခံတယ်ဝင်ကဲစာဖို့ဆိုတာကဲဆိုဒီနေ့ဗီဒီယိုလောက်ပါပဲ7 minutes လောက်ပြပါပြီဆိုတော့ဒီနေ့ဗီဒီယိုလောက်ပဲဆိုကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ပုံမကောင်းမွန်တဲ့ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye guys see you next video